ဒါလေးကတော့ baby လေးအတွက်ဘန်ကောက်ကနေပြီးတော့မှာထားရဲ့မှုရဆက်ကလေးပါဒါလေးဘန်ကောက်ကနေရန်ကုန်ရောက်ဖို့ကတော်တော်လေးဟိုကြိုးစားရတယ်ဘာလို့လဲဆိုတော့ဝယ်ပေးရဲ့ညီမလေးရဲ့ပို့ပေးရဲ့ညီမလေးရောရန်ကုန်ကနေပြီးတော့ရန်ကုန်ရောက်တဲ့အချိန်မှာရန်ကုန်ကနေပြီးတော့မန်းလေးကိုပြန်ပို့ဖို့တော်တော်လေးအကုန်လုံးအလုပ်တွေရှုပ်ပြီးတော့ကာကူကားကြီးလည်းအများကြီးကြာတာပေါ့နော်ဒါပေမဲ့ baby လေးအတွက်ပစ္စည်းလေးကောင်းကောင်းမွန်မွန်လေးရောက်လာရဲဆိုကြတော့ချိန်နေရပါတယ်ပြီးတော့ဒါလေးကတော့အယုတ်ကလေးတွေပါကိုကလည်းငယ်လေးကအယုတ်ကြိုက်တယ်ဆိုကြတော့ baby လေးအတွက်အယုတ်တွေအများကြီးမှာထားပါတော့ baby အတွက်အဲ့မှုရဆက်ကလေးနဲ့ဒီအယုတ်ကလေးတွေကိုဘန်ကောက်ကနေပြီးတော့တေချာမှာထားပါတော့ဒီမှာလည်းပစ္စည်းလေးရရှိပါတယ်ဒါပေမဲ့ချစ်စရာကောင်းတဲ့ဟာလေးစိတ်ကြိုက်ရွေးပြီးတော့ဝယ်ခြင်းနဲ့ကြောင့်မလို့ဝါနေမှာပြီးတော့တေချာလေးစိတ်ကြိုက်ရွေးပြီးတော့ဝယ်ထားလေးပါဝယ်ပေးရဲ့ညီမလေးရောပို့ပေးရဲ့ညီမလေးရောအမေသူရောကျေးဇူးအများကြီးတင်ပါတယ်လို့ baby ရောမသိဘူးကိုရောအယုတ်ကလေးကြီးပြီးတော့တော်တော်ပြောရောက်လာတဲ့ baby လေးအတွက်ကြိုပြီးတော့ပြင်ဆင်ရင်းနဲ့ရုပ်ကလေးနဲ့စော်ရင်းနဲ့မမီပျော်နေပါပြီပဲနော်ဒီဗီဒီယိုကလစ်လေးကbaby ကြီးလာလို့ရှိရင်ပြန်ကြည့်လို့ရအောင်ရိုက်ထားပါတော့နော်သူ့အတွက်ဒီအမေနဲ့ဖေနဲ့ကဘယ်လောက်ထိကြိုတင်ပြင်ဆင်ထားတယ်သူဘယ်လောက်ချစ်တယ်ဆိုတဲ့ဟာလေးတွေကိုပြန်ပြလို့ရအောင် baby ကိုပြချင်လို့ရိုက်ထားတဲ့အမှတ်တရဗီဒီယိုကလစ်လေးဖြစ်ပါတယ်ကြည့်ပေးကြတဲ့တရားချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်အားလုံးလည်းပျော်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ပြီးပျော်ရွှင်ကြပါစေလို့ဆုတောင်းပေးပါတယ်